ဒီကရောအထဲမှာစကွန်းနေလွတ်နေတယ်မြန်မာပြည်ကပုံတယ်ဒါဆိုအင်းလေးတော့ချေလန်ကြီးနဲ့ဆောက်ခွေးလုံးကြည့်ဟိုမှာပြည်တွင်းမှာတော့ပြည်သူတွေကိုမတရားတပ်ဖြတ်နေပြီးတော့ဒီထဲမှာတော့ညသာဆိုင်ပွဲခံနေတဲ့မေလို့တွေမတွေ့တော့ဘူးမြန်မာပြည်ကရိုးရအကအလားတွေမြန်မာပြည်ပုံလေးတွေဆက်ခွန်မှာပြပြီးတော့ပွဲခံနေတာပြည်တွင်းမှာတော့သူတို့ပထွေးတွေကနေပြီးတော့ပြည်သူတွေကိုတတ်ပြတ်နေတာပေါ့နော်။ပေါ်ကြီးမေလို့ဒါဆိုရင်ကြံပုံလေးတွေပေါ့နော်။ဘာမှဖေးတာတက်ပြီးတော့နေပေါ့နော်။ဆောက်ချက်လည်းမရှိဘူး။ကြံပုံလေးဒီလိုဟာရင်းကိုစောက်တဲ့ပေါ့မေလို့တွေဆောက်ချက်လည်းမရှိကြအောင်ဒီကောင်းလေးဒီလောက်ပဲဆန္ဒတွေပြပြအော်မျက်နှာပြောင်တိုက်တယ်ပေါ့မင်းအောင်နိုင်နဲ့အကျန်းဖက်စစ်တဲ့ဒီချင်းစိုးနဲ့ဒီမဲ့ကောင်လေးပါဒီကောင်းလေးဒီနေ့မှာသမတော်နေ့အထူးဆိုပြီးတော့နာသာဆောက်ပွဲလေးပွဲခံတောင်ကိုရီးယားမှာရှိတဲ့နိုင်ငံသားတွေရဲ့အခွင့်တွေကိုရိုးဆိုပြီးတော့နော်ဒီမှာပွဲကန်နေတယ်ပကံပုံကြီးပကံကပုံကြီးဒီမတရားအကြမ်းဖက်လူသက်စစ်တပ်နဲ့အာဏာရှင်အပေါင်းဒေသနဲ့အများဆုံးဒေပါလိမ့်ပြည်သူတော်လှန်ရေးတရားတော်စစ်အများဆုံးအောင်မြင်ပါလိမ့်ဘာမှပေးတာတွေတွေ့ရင်တော့စောက်တဲ့ပေါ့ပါဒီမှာဘုံကြီးများတော့ဆောက်ဝဲလုံး